ဟိုရောက်နေပါတယ်ခင်ဗျအခုဆိုလို့ရှိရင် Redmi Note 14 Pro Plus လေးရဲ့ချဲ့ပြီးပြမှာတော့ရွှေဒဂုံဖရားရဲ့ညံတော်ဘက်ကိုသွားမှာဖြစ်ပါတယ်ရွှေသင်္ကန်းကတ်လူထားတဲ့ရွှေဒဂုံဖရားမှာရစ်ကလေးတွေရှိမယ်အလုံးလေးတွေရှိမယ်ငမနာတော့ထီးတော့ငပြောဘူးပြီးတော့ကျွန်တော်တို့ဘယ်ကိုဆက်သွားမလဲဆိုလို့ရှိရင်အောက်ကိုပြန်ဆင်းမယ်အဲ့ရနေပြီးမှကျွန်တော်တို့အထက်ပြည့်စံဘက်ကိုတစ်ချက်သွားကြည့်မယ်နော်ရွှေကုန်းဖရားမှာထက်ပြည့်စံဘက်လေးကိုတစ်ချက်သွားကြည့်မယ်ဒီသက်လေးပါပဲထပ်ပြစ်စံဘက်ရောက်သွားပါပြီထပ်ပြစ်စံဘက်ဒီဘက်တောက်လေးကြည့်မယ်ထပ်ပြစ်စံဘက်ပုံလေးရတလောက်ပါပဲခင်ဗျာအဆုံးတီးကြည့်ရှုပေးပါရခင်ဗျာကျေးဇူးထူးပဲ